ပိုင်ဆိုင်မှုဆိုတာဆွန့်လွတ်မှုရှိမှတန်ဖိုးရှိတယ်တဲ့ဆွန့်လွတ်မှုမပါတဲ့ပိုင်ဆိုင်မှုဟာအနှစ်မရှိဘူးအဲ့ဒါပြောတာဆွန့်လွတ်မပါတဲ့ပိုင်ဆိုင်မှုတည်အနှစ်မရှိဘူးဆိုတော့ကိုမှဆွန့်လွတ်တယ်ဆိုတာလည်းပဲဆွန့်ရင်လွတ်သွားတာမဆွန့်လို့မလွတ်တာဘုန်းကြီးနောက်ပိုင်းမှာဒီစာလေးတစ်ပုဒ်ရေးကိုအဲ့ဒါလေးတစ်ခုစကားလုံးလေးနှလုံးရဆွန့်လွတ်မှုနဲ့ခွင့်လွတ်မှုဆိုတာအဲ့ဒါလေးစာတစ်ပုဒ်ထပ်ရေးပါအောင်ဘာလဲဆိုတော့ဆွန့်လွတ်မှုနဲ့ခွင့်လွတ်မှုဆိုတာတယောက်နဲ့တယောက်ပေါင်းသင်းနေထိုင်ကြပြီဆိုရင်မစွန့်နိုင်ရင်တော့ခွင့်လွတ်နိုင်အောင်ကြိုးစားရမယ်ခွင့်မလွတ်နိုင်ဘူးဆိုရင်တော့စွန့်ပလိုက်မှရအဲ့စွန့်လွတ်မှုနဲ့ခွင့်လွတ်ဘယ်သူနဲ့ပဲဖြစ်ဖြစ်ဘယ်သူနဲ့ပဲပေါင်းနော်သူ့ကိုမစွန့်နိုင်ဘူးသူနဲ့ဆက်ရှိနေမယ်ဆိုရင်တော့ခွင့်လွတ်နိုင်အောင်ကြိုးစားမစွန့်နိုင်ရင်ခွင့်လွတ်နိုင်အောင်ကြိုးစားခွင့်မလွတ်နိုင်ဘူးဆိုရင်စွန့်လွတ်နိုင်အောင်ကြိုးစားအဲ့ဒီနှစ်ခုကတွဲနေတာစွန့်လွတ်မှုနဲ့ခွင့်လွတ်မှုမစွန့်နိုင်ဘူးဆိုရင်သူကခွင့်လွတ်နိုင်အောင်ကြိုးစားလူချင်းချင်းဆက်ဆံတယ်ပစ္စည်းဝတ္ထုလည်းထို့အတူပဲမစွန့်နိုင်ဘူးဆိုရင်သူကပူလောင်မှုကတိုးတယ်ဖြစ်တဲ့အတွက်ကြောင့်အဲ့တော့စွန့်နိုင်ရင်အပူကလျော့မယ်ယူကျင်တာတွေများရင်အပူကတိုးတာဖြစ်တဲ့အတွက်ကြောင့်အပူလျော့ခြင်းအယူလျှော့ဆိုတဲ့အဲ့ဒါအပူလျော့ခြင်းယူတာလျှော့ယူရဲဆိုတာပစ္စည်းဝတ္ထုကိုယူမှယူတာမဟုတ်စကားလုံးတွေယူတာလဲယူတာပဲခံစားချက်တွေယူတာလဲယူတာပဲဘလို့ပြောသွားတယ်ဆိုတဲ့ဟာကအဲ့စကားလုံးကိုကိုယ်ကယူလိုက်တာဘလို့ဆက်ဆံသွားတယ်ဆိုတာကသူ့ရဲ့အမူအရာကိုကိုယ်ကယူလိုက်တာပစ္စည်းယူမှယူတာမဟုတ်ဘူးဘာပဲယူပြိတ္တယူရဲဆိုရင်ပူတာပဲဆိုတော့အပူပေါ့ခြင်းတော့အယူလျှော့ပစ္စည်းယူခြင်းနဲ့စိတ်တွေလည်းလျှော့ကျန်တဲ့စကားလုံးတွေကျန်တဲ့အာယုံတွေယူခြင်းတာလေးလျှော့အဲ့ဒါကြီးလျှော့နိုင်ရင်တဲ့အယူလျှော့ရင်အပူပေါ့မယ်ဆိုတော့ယူခြင်းတာကလောဘကိုဆွန့်လွတ်နိုင်တာကဒါနသွားတာအဲ့နဲ့စန့်ကျင်ဘက်တူလောဘကိုဒါနနဲ့ပဲသူကအနိုင်ယူရ